5 4 3 2 1 go အချင်းနွေရာဒီကြောင့်ပိတ်ရမှာလေကလေးတွေလည်းနားရတယ်လို့မရှိဘူးတိလားမိဘတွေရဲ့လောဘမြန်လေတအားချောက်ဖို့ကောင်းတယ်တိလားသူများမိဘကိုပြောမို့ကိုပြောနေတာအကုန်စားလေကလေးတွေလည်းမနာရဘူးမနက်၈နာရီထွာနဲ့တရုတ်ကျောင်းသွားတယ်3နာရီဆိုရင်သူတို့လာမနေ့အတန်းတက်စာတွေကိုလေးလာဖို့အတွက်ကျူရှင်ပို့ထားတဲ့တနေ့ကုန်ညနေ9ခွဲမှပြန်လာတယ်အဲ့ဆိုကလေးတွေကိုပြန်လာရင်သူတို့အတွက်အားရှိအောင်ဆိုပြီးတော့အိမ်မှာရှိတဲ့နွားနို့ကတော့အမြဲယူတယ်သူတို့အတွက်လေးနွားနို့နဲ့ကြက်ဥလေးကလေးလုတ်ကျွေးဖြစ်တယ်သူဖေတော့ကပြန်လာရင်စားဖို့ဆိုပြီးတော့သူဖေကကော်ဖီကြိုက်တဲ့အတွက်ကော်ဖီမုန့်နဲ့လုတ်ပေးထားတယ်သူတို့အတွက်ကတော့နှုံးမုန့်လေးနဲ့တကြားလေးနဲ့လုတ်ပေးထားတယ်အာဟာရလည်းရှိတယ်အရာလည်းရှိတယ်အငယ်ကလေးလည်းရှိတဲ့အတွက်အမြဲတမ်းနေ့လည်ဆိုမုံလုတ်ကျွေးဖြစ်တဲ့ကိုလုံနိုင်တဲ့လောက်ကလေးလုတ်ကျွေးဖြစ်တာပေါ့အခုနစကားဆက်လိုက်ပါမမိပါတကယ်ကိုလောဘကြီးရဲ့တိလားဒါပေမဲ့ကိုလောဘကြီးမှသူတို့အတွက်ကရမှာလေဒူးလောက်ရောက်မှလို့စကပုံကြားဘူးစလုံးရေလောက်မှဒူးလောက်ကြားတယ်ဆိုလားရေလောက်တင်မှဒူးလောက်ကြားတယ်ဆိုလားမသိပါဘူးစကပုံလေစကပုံလေးကိုပြန်ပြီးတော့စဉ်းစားမိရဲ့တိလားအားလုံးအဆုံးထိကြည့်ပြီးတဲ့ကျေးဇူးပါလို့ဒီနှစ်ရာဒီဥတုကြီးပါဖြစ်နေတာတော့မလှဘူး